အနေကုန်အောင်ပြင်ပန်းကြီးစွာအသက်ဆက်ဖို့ရုန်းကန်နေထိုင်ကြစေဘုရားမြတ်နေဝေးရာကိုရောကိုချိန်မပြီးတော့ပါစာဝတ်နေရေးဟာအတိကပဲလားအဖြေရှာတော့လေရင်ဆိုင်ခက်ခဲများစွာလွန်မြောက်မဲ့လမ်းတွေရှာလေးဝေးခဲ့ဘုရားမြတ်ရှင်တပါးသာပြည်လီအောင်ဖြည့်ရှင်ပေးမှာတရားချိန်လေးမှာငြိမ်သက်ခြင်းများမနဲ့ခင်းတွေတိုင်းကိုပိတ်လက်ကအသက်ဆက်ပါမီကိုရောနာအနာအစင်ရှိနေပါရင်မကြောက်ရွံ့တော့ဘူးဓမ္မတန်နေမရမြတ်တော့ကပတ်တော်တိုင်းလိုက်ရှောင်ပါမီအလိုတော်တိုင်းသာဖုန်တွင်လို့အနာမီနဲ့ခင်းတွေတိုင်းကိုဖိတ်လက်ကအသက်ဆက်ပါမီကိုရောနာအနာအစင်ရှိနေပါရင်မကြောက်ရွံ့တော့ဘူးဓမ္မတန်နေမရမြတ်တော့ကပတ်တော်တိုင်းလိုက်ရှောင်ပါမီအလိုတော်